ကဲဒီနေ့ပစ္စည်းအစ်စ်လေးတွေဝင်တယ်လို့အဲ့ဒါလေးလာပြတာဒါလေးကတော့ငကမောက်တီးကထွက်တယ်တိမ်နှိုင်းစင်လေးနော်အစင်လုံးပါမယ်ဒါလေးကမင်းကွတ်တီးကို120ရှိမယ်200ရှိမယ်နော်ချီစားရရှိမယ်ဒါ104မတက်300 104 300နော်ဒါလေးတွေရမယ်နောက်ဒီမှာအီလိုက်ဆိုတော့ဒီနော်ဒီမှာအီလိုက်တွေရောက်ပြီနော်နန်ဒူးရဲ့အီလိုက်တွေနန်ဒူးအီလိုက်ရောက်တယ်နန်ဒူးဒါအဖြူများတယ်အစင်အစ်စ်လေးမတ်တက်စင်တွေပဲဒီပဲလှတယ်နော်ဆာမာကူဆိုတော့ဒါလေးရောက်တယ်ဒါလေးကကြတော့နန်ဒူးရဲ့ဘန်ကောက်ပေါ့နော်ဘန်ကောက်စင်လေးရောက်တယ်နောက်ဒီမှာနန်ဒူးကအတက်ထွက်ထားတဲ့ဥစ္စာလေးအချစ်လေးတွေနဲ့သူကတစ်ထည်လုံးနော်အဲ့ဒါလေးရောက်တယ်ဒါလေးကကြောင်းမှာဒီလိုမတက်အစင်းလေးပဲပါမယ်နော်အဲ့ဒါလေးမတက်စင်းလေးနဲ့ပါမယ်ဒီဟာလေးရောက်တယ်ဒါကတော့မတက်စင်း၄လိုင်းအစိတ်ကျဲလိုင်း၄လိုင်းမတက်စင်းပါမယ်ကြောင်းကျလေးတွေပြန်ပါမယ်နော်ဒါအစည်းလိုက်ရောက်တယ်ဒါလေးကနန်ဒူးရဲ့အီးလိုက်ပါဒါအီးလိုက်လည်းအစည်းလိုက်ရှိပါတယ်ဒါလေးကကြတော့ဒါလေးကနဂမောက်တီးချီ200နော်တိမ်နှိုင်းစင်လေးအဲ့ဒါလေးတွေပါနောက်ပြီးတော့ဒီမှာအမဲကနုတ်ရမယ်အဖြူကနုတ်ရမယ်နော်တလက်စားတယ်ဒါလေးကတော့မနေ့ကညတောင်ကြီးကိုပို့ရမယ်ပါဆယ်လေးတွေပါဒါတောင်ကြီးကအော်ဒါလေးအတွက်နော်လက်ကားဖောက်တယ်လေးအတွက်ဒါတောင်ကြီးပါဆယ်လေးပါအားလုံးကျေးဇူးပါ